Yo, what's up? အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ video lesson တွေကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ် Okay အားလုံးပဲနေကောင်းကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်က video ထဲမှာအရှိရပထမတစ်ပိုင်းတစ်ခုတင်ပြီးသွားပြီဖြစ်တယ် major key နဲ့ minor key ဆိုပြီးတော့ပေါ့နှစ်ခုပေါ့နော်ကျွန်တော်ပြောသွားတာဖြစ်ပါတယ်အရှိရ video တစ်ခုမှာ major key အကြောင်းရှင်းပြတာရှိပါတယ်အခုမှစတီးနေတဲ့သူတွေကျွန်တော်တို့အခုမှစလိလာနေတဲ့သူတွေတော်တော်အများကြီးထောက်ကူဖြစ်မယ်လို့မျှော်လင့်နေဒါပေမဲ့အရန်ကိုမှကျွမ်းကျင်ပြီးသားသူတွေအနေနဲ့ဆိုရင်တော့ကျွန်တော်ပြောတဲ့ဟရာလေးတွေအချို့ဟာတွေကလည်းအသုံးဝင်ကောင်းဝင်နိုင်တယ်ပေါ့နော် maybe မသိတာလေးရှင်းရင်လည်းမှတ်သွားလို့ရပါတယ်လို့ okay ကျေးဇူးပြုကျွန်တော်ရဲ့ page ကို share စွာfollow လုပ်ပြီးတော့နောက်ထပ် video lesson တွေအများကြီးပေါ့နော်ထပ်ပြီးတော့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်လို့အဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် okay စလိုက်အောင် so ကျွန်တော်ကမနေ့က key ထဲမှာကျွန်တော် key နှစ်ခုရှိတယ်လို့ပြောခဲ့တယ်ပေါ့နော် major key နဲ့ minor keys အဲ့တော့ major keys မှာမနေ့ကကျွန်တော်ရှင်းပြပြီးသားဖြစ်တယ် C major key ရှိတယ် G major key ရှိတယ်A flat major key ရှိတယ် D flat major key ရှိတယ်ဘယ်လို major key ဖြစ်ဖြစ်ကျွန်တော် theory တစ်ခုပြောခဲ့တယ် ho have ဆိုတဲ့ဒီ theory နဲ့ရှာမယ်ဆိုလို့ရှိရင် major key ထဲမှာဘာ chord တွေပါလဲဆိုတဲ့ဟာကိုရှာလို့ရမယ်တော့မျှော်လင့်ပါတယ်ကျွန်တော်မနေ့က C major key နဲ့ဥပမာပြခဲ့တယ်လို့ G major key နဲ့လည်းဥပမာပြခဲ့တယ်ပေါ့အဲ့တော့အခုလက်ရှိမှာတော့ A major key နဲ့ကျွန်တော် major key လေးကိုပြန်ပြီးနှွေးပေးချင်ပါတယ် A major key ထဲမှာဘာ chord တွေပါလဲ A number 1 chord ဖြစ်ပါတယ် A ကိုဟိုးတော့ B number 2 chord ဖြစ်တဲ့အတွက် minor ဖြစ်တယ် B minor B ကိုဟိုးမယ် D flat number 3 chord ဖြစ်တဲ့အတွက် D flat minor ပြီးရင် half မယ်ဆိုတော့ D flat ကို half တော့ D ဖြစ်တယ်number 4 chord ဖြစ်တဲ့အတွက် major chord ဖြစ်တယ် D major D ကိုဟိုးမယ် E number 5 chord ဖြစ်တဲ့အတွက် E major ပြီးရင် E ကိုဟိုးမယ် F sharp number 6 chord ဖြစ်တဲ့အတွက် minor F sharp minor နောက်ပြီးတော့မှနောက်ဆုံးပေးကြတော့ A flat diminish ပြီးရင် A ပေါ့နော် number 7 chord က diminish chord ဖြစ်တယ်နောက်ဆုံးမှာ A ဖြစ်တယ်ဒါဆို A key ထဲမှာဘာ chord တွေပါလဲဆိုရင် 1 A 2 B minor 3 C sharp minor ဒါမှမဟုတ် D flat minor 4 D 5 E 6 G flat minor 7 A flat diminish and နောက်ဆုံးပေး 1ဆိုတော့ဒါကမနေ့ကကျွန်တော်theory ထဲမှာ video တင်ပြီးတဲ့ထဲမှာ major key ဆိုတဲ့ theory တွေပါသွားပြီဖြစ်တယ်အဲ့တော့ဒီကနေ့ကထူးထူးခြားခြားကျွန်တော် minor key ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ် minor key ဆိုတာပါလေဆိုတော့ကျွန်တော်တို့ chord တွေထဲမှာဆောနာ major key ထဲမှာဆိုရင် chord ဖွဲ့စည်းပုံ၃ခုပါတယ်နံပါတ်1က major chord ပါတယ်နံပါတ်2က minor chord ပါတယ်နောက်နံပါတ်3ကတော့ diminish လို့ခေါ်တဲ့အတန်တူကွဲချောင်းပေါ့နော်အတန်၄တန်အဓိကပေါင်းစည်းဖွဲ့စည်းထားတဲ့ diminish ဆိုတဲ့ chord တစ်ခုပါတယ်အဲ့တော့အဲ့ဒီ၃ခုကအမြဲတမ်းပါနေတာဖြစ်တယ်ဒါကြောင့်မလို့ C major key မှာဆိုရင် C D minor ဆိုတဲ့ C ပါတယ် D minor E minor F G ဆိုတဲ့ major chord တွေပါတယ်လို့ A minor ဆိုတဲ့ minor chord ပါတယ်နောက်ဆုံးပြီး7မှာ B diminish ဆိုတဲ့ diminish chord ပါပြီးတော့မှနောက်ဆုံးမှာ C ကိုပြန်ရောက်သွားဖြစ်တယ်အခုဒါဆိုရင်ကျွန်တော်တို့ minor chord progression ကြတော့ဘယ်လိုလဲပေါ့ဒါဆိုလေ့လာကြည့်အောင်အဲ့တော့ minor chord progression မှာကျွန်တော်တို့ number 1က minor ပဲဖြစ်ပါတယ်ဥပမာ minor key လို့ပြောလာတဲ့အခါမှာကျွန်တော်တို့ထင်သားသလိုပဲပေါ့ E minor key အဲ့လိုခေါ်တာဖြစ်တယ် A minor key D minor key B flat minor key B minor key ဒါမျိုးတွေခေါ်တာဖြစ်တယ်ပေါ့ major key လို့မခေါ်တော့အဲ့တော့ minor key မှာလည်းကျွန်တော်တို့ဆွမ်းနာပြောသလိုအတန်ကိုပုံမှန်အဖြစ်စီထားတဲ့9တန်ပါပါတယ်အဲ့တော့ minor key ထဲမှာကျတော့ဘာ chord တွေပါလဲလို့မေးပြန်တော့လဲ minor chord တွေပါတယ်နောက် major 7 chord ပါတယ်နောက်ပြီးလို့ရှိရင် diminish 7 chord ပါတယ်ဗောနော်ဒါမှမဟုတ် half diminish ဒါမှမဟုတ် whole diminish ဒါကြိုက်တယ်လို့ခေါ်တယ် minor 7 flat 5လို့လည်းအချို့တွေကခေါ်ကြကြိုက်တယ်လို့ခေါ်ဘယ်လိုပဲခေါ်ကျွန်တော် minor key ထဲမှာနံပါတ်1 minor chord ပါမယ်နံပါတ်2 major 7အရင်လာတဲ့အတန်ဖြစ်တယ် major 7အတန်ဖြစ်တယ်အဲ့ကောင်ပါမယ်နောက်ဆွမ်းနာပြ diminish ပေါ့အဲ့၃ခုပါတာဖြစ်တယ်ကဲအဲ့တော့ဘယ်လိုရှာကြမလဲ theory ကိုကျွန်တော်တို့ပြန်ပြီးတော့ပြောကြရအောင်အဲ့တော့ theory မှာတော့ကျွန်တော်တို့ဆွမ်းနာကအရှိက major chord theory နဲ့ major key theory နဲ့နည်းနည်းလေးကွာသွားတယ် major key theory က
ho have ho have ဒါကကျတော့ major key theory ဖြစ်တယ် minor ကျတော့ဘယ်လိုသွားလဲဆိုတော့ ho have ho have ho သူကအဲ့လိုပုံစံလေးဖြစ်တယ်အဲ့တော့ပြန်ပြောမယ်ကျွန်တော်က key တစ်ခုမှာအခြေချပြီးပြောပေးပါမယ်နံပါတ်1 E minor ဆိုတဲ့ key ကိုကျွန်တော်စပြီးပြောပေးမယ်So E minor ဆိုတဲ့ key ထဲမှာ minor key ထဲမှာသိကြတယ်နံပါတ်1ကောက E minor ပဲဖြစ်ပါလိမ့်မယ်ဒါဆို E minor ကိုပထမဦးဆုံး hold မယ်လို့ပြောတဲ့အခါကျတော့ E minor hold ရင် E F F sharp ပေါ့ F sharp ဖြစ်မှာဖြစ်တယ်နံပါတ်2ကောကမှတ်ထားပါ diminish ကောဖြစ်တယ်အဲ့တော့နံပါတ်1က E minor နံပါတ်2ကF sharp diminish ပေါ့နော်ပြီးနံပါတ်3ကိုကြတော့သူက have ဖြစ်သွားမယ်အဲ့တော့ကျွန်တော်က have ဆိုတော့sorry E ကနေစမယ်ဆိုတော့ E minor ဆိုတော့ have တော့နံပါတ်3က G major 7ဖြစ်တယ်အဲ့တော့1က E minor 2က F sharp diminish နောက်ပြီးတော့you major လဲရပါတယ်နော် major 7မှာကိုင်းလဲရတယ် G ပေါ့နံပါတ်3က G ဖြစ်တယ်ပြီးသွားလို့ရှိရင်အဲ့ဒါကိုထပ် hold မယ်ဆိုတော့ G ကို hold တော့ A အဲ့ဒါကြတော့ဘာဖြစ်သွားလဲဆိုတော့ minor ဖြစ်သွားမယ်ပြီးသွားရင် A ကိုထပ်ပြီးတော့မှhold မယ်ဆိုတော့ B အဲ့ဒါလည်း minor ကော့ပဲဖြစ်တယ်အဲ့ဒါဟိုမှနောက်ပြီးတော့ထပ်ပြီးတော့ have မယ် B ကိုကြတော့ have မယ်အဲ့မှာကျ major 7ပေါ့နော် C major 7ဖြစ်သွားမယ် have မယ်ပြီးအဲ့ဒါကိုထပ် hold မယ်အဲ့ဒါကြတော့လေ D major 7ဖြစ်သွားမယ်နောက်ဆုံးမှထပ်ပြီးတော့မှ hold မယ်ပေါ့ E minor ဖြစ်သွားမယ်အဲ့တော့ကျွန်တော်သွားတဲ့ကော့ရဲ့ flow လေးကိုဖြည်းဖြည်းချင်းပြန်ရှင်းပြပါမယ် root note ဖြစ်တယ် ho have have ho အဲ့တော့ ho ဆိုတာဒီကောင်မှစပြီပေါ့နော်ဘာကြောင့်လဲ root note က e ဆိုတော့ ho have ho have ho haveအဲ့တန်နေမှာဖြစ်တယ်ကဲတော့ကော့လေးတွေကျွန်တော်ပြန်ပြီးစီးပြမယ်နံပါတ်1 E minor ဖြစ်တယ်နံပါတ်2က F sharp diminish ဖြစ်တယ်နံပါတ်3 G ကော့ဖြစ်တယ်နံပါတ်4 A minor ကော့ဖြစ်တယ်နံပါတ်5 B minor ကော့ဖြစ်တယ်နံပါတ်6 C major 7ဖြစ်တယ်နံပါတ်7 D major 7ဖြစ်တယ်ပြီးရင် E minor နံပါတ်1ကော့ဖြစ်တယ်ကဲအဲ့တော့မေးစရာရှိလာပြီဒါလေးကိုဘယ်မှာသုံးလဲအဲ့တော့ကျွန်တော်ကသုံးတဲ့နေရာလေးတွေပြောပြမယ်ပေါ့အဲ့တော့တချင်းတွေကော့တွေအများကြီးရှိပါတယ်ဆိုတော့အခုကျွန်တော်ပြီးသွားတာ E minor G A minor B7 အဲ့တော့ B7 ဆိုတော့ကျွန်တော် B minor နေရာမှာကျွန်တော် B diminished သုံးပါပေါ့အဲ့တော့ chord progression တွေအများကြီးဘယ်လန်ကိုမှမင်းနဲ့တွေ့ပြီးငါမလျှောက်ဘူးဒါပြီးမင်းလေးယနေ့မှာတော့အခုတည်းတီတော့နေရှိတော့မေးဒီလိုနေနော်ဒါလေးဆိုရင်ဒါဒီချင်းဆိုရင် E minor key ထဲမှာရှိတယ် E minor နံပါတ်1ကောနံပါတ်6ကောနံပါတ်3ကောနံပါတ်5ကောเนาะ sorry နံပါတ်4နံပါတ်5ပေါ့เนาะ okay နံပါတ်6 sorry နံပါတ်7ကောเนาะအဲ့လိုလေးတွေရှိတယ် okay နောက်တစ်ပုတ်ရှိတယ်အရင်အားလုံးသိကြတယ်ဒီဝင်ရင်ဒီကိုတို့ဖြတ်ဘူးတယ်ဒီညပင်များပေါ်တို့နေရောက်သူရှောက်ဘူးတယ်အဲ့ဒီချင်းဆိုရင်အရင်နာမည်ကြီးတဲ့ချင်းဖြစ်တယ်ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲเนาะအဲ့တော့ဒါက minor key ဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်တယ်အကိ minor key နဲ့ထပ်သိချင်တာတွေရှိသေးတယ်ဆိုရင်ကျွန်တော်ကို message box ကနေလမ်းပြီးတော့စာတွေပို့ထားပြီးလို့ရပါတယ်လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကို like and follow လေးလုပ်ခဲ့ပြီးလို့ရပါတယ်ဒါဆိုရင်တော့အများကြီးကျေးဇူးတင်ပါဖြစ်ပါတယ်လို့အားလုံးကိုနှုတ်ဆက်ပါတယ် good night ပါ